ဒီကစားနည်းကစီတက်ကေဘယ်ရိုကစားနည်းဖြစ်တယ်ဒီကေဘယ်မရှိဆက်မှာပေါ့နော်ဒီလိုမျိုးကန်တဲ့နေရာလေးရှိတဲ့ဆက်ကိုရွေးပြီးတော့ထိုင်မယ်ထိုင်ပြီးလို့ရှိရင်အခုပြတာတဲ့အတိုင်းဗီဘာလေးကိုတက်ပြီးလို့ရှိရင်နောက်ကျောအားလေးကိုညှစ်ပြီးတော့ဆွဲသိမ်းမှာဖြစ်တယ်ဆွဲတဲ့ခါကျလို့ရှိရင်ရင်ဘက်အောက်နာလေးချက်ရဲ့အပေါ်နာလေးကိုဆွဲမယ်ပြီးလို့ရှိရင်ပြန်လှုပ်လို့ရှိရင်လည်းနောက်ကျောညှစ်အားလေးနဲ့ထိန်းပြီးတော့လွတ်မယ်ဒီကစားနည်းကတော့ဒီခန္ဓာကိုယ်နဲ့ကက်ရက်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ကျောပြင်ကိုပို့ပြီးတော့ညှစ်နိုင်တယ်ပြီးလို့ရှိရင်နောက်ကျောကိုပြန်ဆက်ထုတ်တဲ့ခါကျလို့ရှိရင်ပို့ပြီးဆွဲဆန်းထုတ်နိုင်တယ်နောက်ကျောရဲ့အလယ်နားလောက်နဲ့အောက်နားလေးတွေကိုထိအောင်မှုလည်းပိုရှိစေတယ်ပြီးလို့ရှိရင်လက်မောင်းအားတို့ဒီလက်ဖြံအားတို့ကိုလည်းသုံးပြရဖြစ်တဲ့ကြောင့်မို့လို့ဒီကစားနည်းကိုတော်တော်လေးမှကောင်းတဲ့ကစားနည်းဖြစ်ပါတယ်ဒီကစားနည်းကိုကစားမယ်ဆိုလို့ရှိရင်ဒီအခုပုံထဲမှာပြထားတဲ့အတိုင်းနောက်ကိုအရင်မလန်ပဲနဲ့ဆွဲညှစ်ရမယ်အကုန်လုံးလွတ်ထုတ်ရမယ်ဒီလိုမျိုးညှစ်ပြီးတော့ကစားမှသာလေထိအောင်မှုရှိမှာဖြစ်ပါတယ်ဒီလိုမျိုးဆွဲလုပ်မယ်ဆိုလို့ရှိရင်တော့အမြန်လုပ်မယ်ဆိုလို့ရှိရင်တော့ထိအောင်မှုရှိမှာမဟုတ်ပါဘူးဒီကစားနည်းလေးကိုတေချာလိုက်ဆော့မယ်ဆိုလို့ရှိရင်နောက်ကျောပြင်လေးတွေဒီလေးဖြစ်လာ